ရာဇဝတ်မှုတစ်ခုကိုကျူးလွန်ပြီးနောက်မှာတော့သူတို့အဖွဲ့ဟာအိပ်ပျော်သွားခဲ့ကြပါတယ်မနှက်ဖြန်မှာတော့သူတို့တွေနိုးလာတဲ့အချိန်မှာဘာမှမမှတ်မိတော့ပါဘူးတငယ်ချင်းရဲ့အဖမ်းခံရမှုကြောင့်သူတို့တွေတုံလုံးထုတ်ချသွားခဲ့ပါတယ်သူတို့တွေလိုက်ရှာဖို့စူးစမ်းခဲ့ကြပေမဲ့ဘယ်မှမတွေ့ခဲ့ပါဘူးသူတို့တွေပြန်တွေ့ဖို့စူးစမ်းရင်းနဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့တွေ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအလင်းရောင်တွေပိတ်သွားတဲ့အတွက်ထွက်ပြေးဖို့အခွင့်အရေးရသွားပါတယ်သူတို့တွေလွတ်မြောက်သွားပြီးနောက်မှာတော့အဖွဲ့လိုက်ပျော်ရွှင်စွာနဲ့လမ်းလျှောက်ခဲ့ကြပါတယ်လမ်းဘေးမှာကားတစ်စီးကိုတွေ့လိုက်တဲ့အတွက်သူတို့တွေပျော်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကားထဲကနေလူတစ်ယောက်ထွက်လာတာကိုသူတို့တွေတွေ့လိုက်ပါတယ်အဲ့ဒီလူဟာတငယ်ချင်းရဲ့အဖမ်းခံရတဲ့နေရာကိုတိတိကျကျသိနေပုံပါပဲသူတို့တွေအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်တငယ်ချင်းပျောက်ဆုံးသွားတဲ့အတွက်သူတို့တွေအားလုံးဝမ်းနည်းနေကြပါတယ်အဲ့ဒီအချိန်မှာပဲပျောက်သွားတဲ့သူဟာတငယ်ချင်းတယောက်ဖြစ်နေတယ်ဆိုတာသိလိုက်ရပါတယ်သူတို့တွေအံ့ဩသွားပြီးနောက်မှာတော့အဲ့ဒီတငယ်ချင်းကိုပြန်ရှာဖို့စူးစမ်းခဲ့ကြပါတယ်အရင်နှစ်ကတငယ်ချင်းတွေရဲ့မွေးနေ့ကိုမေ့သွားတဲ့အတွက်သူတို့တွေအားလုံးအပြစ်ရှိတယ်လို့ခံစားလိုက်ရပါတယ်ဒီနှစ်မှာတော့သူတို့တွေအားလုံးမွေးနေ့ကိုအံ့ဩစရာလေးတစ်ခုလုပ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့တငယ်ချင်းကတော့စောပြီးရောက်လာခဲ့ပါတယ်တငယ်ချင်းရဲ့မွေးနေ့ကိုဂုဏ်ပြုပေးတဲ့အတွက်အားလုံးကပျော်ရွှင်နေကြပါတယ်နောက်နေ့မွန်းလွဲပိုင်းမှာတငယ်ချင်းတွေအားလုံးတွေ့ဆုံကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါဟာသူတို့ရဲ့ပထမဆုံးသောစိန်ခေါ်မှုပဲဖြစ်ပါတယ်စိန်ခေါ်မှုကိုပိုပြီးစိတ်ဝင်စားဖို့အတွက်သူတို့တွေစုပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်15မိနစ်မှာတော့အဖွဲ့ဝင်တွေအားလုံးသူတို့ရဲ့အလုပ်တွေကိုလုပ်ဖို့ထွက်သွားကြပါတယ်ဒါပေမဲ့တချို့သူတွေကတော့စိန်ခေါ်မှုကိုမလုပ်နိုင်ကြပါဘူးနောက်ဆုံးမှာတော့သူတို့တွေအားလုံးအောင်မြင်စွာနဲ့စိန်ခေါ်မှုကိုဖျက်ကျော်နိုင်ခဲ့ကြပါတယ်သူတို့တွေအားလုံးပျော်ရွှင်စွာနဲ့အောင်ပွဲခံခဲ့ကြပါတယ်နောက်ရက်မှာသူတို့တွေအားလုံးအောင်မြင်တဲ့သူတွေဖြစ်သွားခဲ့ကြပါတယ်သူတို့တွေအားလုံးအောင်မြင်မှုတွေရရှိခဲ့ကြပါတယ်သူတို့တွေအားလုံးအောင်မြင်တဲ့ခရီးကိုဖျက်ကျော်နိုင်ခဲ့ကြပါတယ်နောက်ဆုံးမှသူတို့တွေအားလုံးအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်သွားကြပါတယ်သူတို့တွေအားလုံးပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားကြပါတယ်ဒါဟာသူတို့တွေရဲ့အောင်မြင်တဲ့ဘဝရဲ့အစပဲဖြစ်ပါတယ်သူတို့တွေအားလုံး
အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်သွားကြပါတယ်